ကဗျာဆရာရဲ့ဂုဏ်ပြုပွဲမှာမုဒိတာဆိုတာလေးကိုစကားလုံးအဖြစ်ပြောရတာအာနာဆရာကောင်းပါလေခင်ဗျာတကယ်တော့ဒီစကားလုံးကပါဇက်နဲ့ပြောရမှာမဟုတ်ပါဘူးရှင်ဘက်နဲ့ခံစားရမယ်တရားဖြစ်ပါတယ်မုဒိတာတဲ့ကိုယ့်ရဲ့သားတာကိုယ့်ရဲ့တော်တာကိုယ့်ရဲ့မြတ်တာကိုကိုယ်တိုင်ကမနာလိုဝင်တိုးခြင်းမရှိဘဲနဲ့ဝမ်းမြောက်ခြင်းဆိုတဲ့အတွက်ကြောင့်မုဒိတာလို့ခေါ်ကြပါတယ်ကျွန်တော်တပင်ကကျွေးတဲ့ဓမင်းစားဥပါတယ်ခင်ဗျာကျွန်တော်ငြိမ်းမင်းဆိုတဲ့နာမည်ဟာအဲ့ဒီဇက်တပင်ဇက်ခုံကပေးလိုက်တဲ့နာမည်ဖြစ်ပါတယ်အဲ့ဒီနာမည်နဲ့ကျွန်တော်ဆက်လက်ပြီးတော့အနုပညာမှာရှင်းသန်နေတဲ့အတွက်ကြောင့်ဇက်တပင်ဟာကျွန်တော်ပေါ်မှာကျေးဇူးတွေအများကြီးတင်နေပါတယ်ဒီကျေးဇူးအကျွေးကိုကျွန်တော်စနိုင်မှုမလွယ်ပါဘူးခင်ဗျာပြီးတော့ခုနကအင်မတန်ကြီးကျယ်ခမ်းနားတဲ့မုဒိတာတရားကြီးကိုစကားလေးတစ်ခွန်းပြားလေးတစ်စုံနဲ့ဘယ်ပြည့်စုံအောင်ပြောပြနိုင်မှာပါလဲဒါကြောင့်ချစ်စွာသောပရိသတ်များကိုကျွန်တော်တို့ဇက်တပင်မင်္ဂလာရှိတဲ့အခန်းကဏ္ဍမှာကျွန်တော်တက်နိုင်တဲ့မြို့တမုံဖုံတပွင့်လောက်ပါဝင်ပြီးတော့ပြောဆိုခွင့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်မောင်သိန်းစောပြောပါရဲ့လားလို့ကျွန်တော်မနေ့ကမေးပါတယ်ခင်ဗျာသူစဉ်းစားပါတယ်ပြောတယ်လို့ချက်ချင်းမပြောပါဘူးဒီတော့ကျွန်တော်ကပြောပါတယ်ငါတော့လွမ်းနေကွာလို့လွမ်းတာတွေအများကြီးပါပဲနှစ်ပေါင်းများစွာလွမ်းပါတယ်မန္တလေးကိုလွမ်းပါတယ်မန္တလေးသူကိုလည်းလွမ်းပါတယ်ကျွန်တော်အလွမ်းဆိုတဲ့အရာဟာပြောစရာတွေဖန်တီးပြီးမယ်လို့ကျွန်တော်လုံးဝမသိခဲ့ပါဘူးမနေ့ကကျွန်တော်သိခွင့်ရပါတယ်အလွမ်းဟာပြောစရာတွေအများကြီးပြပါတယ်မောင်သိန်းစောကြီးမောင်သိန်းစောကြီးငါတို့သိလွမ်းတာပဲကွာသိလွမ်းတာပဲဟိုပခုတ်ကူကရွှေဆိုင်တကားတွေကိုပိတ်ပြီးမောင်သိန်းစောရဲ့ဇက်ခုံနဘေးမှာလာအိပ်ပေးနေတဲ့မင်းရဲ့ဖေဖေနဲ့မိမိကလည်းလွမ်းစရာကောင်းပါလေကွာမင်းမောမှာကြောက်လို့ကတ္တမကတ္တနဲ့အမြဲတမ်းဘေးမှာရပ်ပြီးတော့ကပေးနေတဲ့ညီလေးညီဝင်းမြင့်ကိုလွမ်းပါလေကွာပိဋကမျက်နာတဲ့မင်းမျက်နာကိုကြည့်ပြီးတော့ဆိုင်းတန်ဘုံတန်အမြဲတမ်းပေးနေတဲ့ရွာသားကြီးဥစိန်ကျဲကိုလည်းလွမ်းပါလေကွာသူ့ရုပ်ပုံနဲ့သူ့ညီရဲ့ရုပ်ပုံကိုပိုကြီးကျယ်ခန္ဓာအောင်ဖန်တီးပေးတဲ့ကိုအောင်ရွှေကြီးကိုလည်းလွမ်းပါတယ်ကွာဟာများလိုက်တာလွမ်းစရာတွေသိပ်များပါတယ်အဲ့ဒီထဲမှာလေမောင်သိန်းစောဆိုတဲ့ကောင်လေးကစက်ဘင်းလေးတစ်စင်းနဲ့ကျွန်တော်တို့နေတဲ့မန္တလေး85လမ်းကကျွန်တော်ကျူရှင်လေးကိုရောက်လာပါတယ်တကယ်တော့ကျွန်တော်စီကျူရှင်လာတက်တာမဟုတ်ပါဘူးကျွန်တော်ရဲ့ဖခင်ဥရွှေနန်းနေစီမှာလာပြီးတော့တပင်ပညာရည်တို့တောက်ဆိုတာပါမောင်နှန်းဝင်းဆိုတဲ့သူတငယ်ချင်းနဲ့လေလာပြီးတော့ခေါင်းချင်းဆိုင်တိုင်ပင်ကြတာပါအဲ့ဒီခါအဲ့ဒီအချိန်ပြက်ကလေးတုန်းကရင်ခုန်စရာလေးတစ်ခုရှိပါတယ်ကျွန်တော်ကမြန်မာစာဆရာဆိုတော့သူအမြဲတမ်းပါလာတဲ့ကော်ပီစာအုပ်ကလေးတွေကစာရွက်ကလေးတွေကိုဖြုတ်ပြီးသူ့ရဲ့ကောက်ကွေလက်ရေးလေးတွေနဲ့ကြပြာကိုအဲ့ဒီကလေးကကျွန်တော်ဖတ်ခိုင်းခဲ့တာပါမောင်သိန်းစောကြီးပုံနေစလုံးမဖြစ်သေးတဲ့မင်းရဲ့ကြပြာတွေကိုငါစပြီးမီးခွင့်ရခဲ့တာဆုလက်တစ်ခုပါပဲကွာဒီနောက်တိုင်းပြည်ကမျော်တဲ့မောင်သိန်းစောဖြစ်ခဲ့ပြီတိုင်းပြည်ကိုကြော်တဲ့မောင်သိန်းစောဖြစ်ခဲ့ပြီအဲ့ဒီအချိန်မှာမဂ္ဂဇင်းအဖုံးမှာမင်းသားရုပ်ပုံကိုစသုံးခဲ့တဲ့ပျော်ပွေစိုးမြင့်အောင်ကြီးကလည်းကျွန်တော်ကိုလာပြီးတော့ပူစားပါတယ်သူချစ်တဲ့သူမြတ်နိုးတဲ့မောင်သိန်းစောအတွက်ပြက်ဆက်ရေးပြပါတဲ့မှတ်မိနေပါတယ်မှတ်မိနေတယ်ကျွန်တော်မောင်သိန်းစောအတွက်ရေးပြတဲ့ပြက်ဆက်ကအိမ်မက်ကိုလက်နဲ့ဖမ်းမယ်တဲ့အိုးသိန်းစောရေးမောင်သိန်းစောရေးလွန်လိုက်တာကွာဘာကြောင့်လဲဆိုတော့တိုက်ဆိုင်လိုက်တာလीမောင်ချမ်းသာအတွက်ကျွန်တော်ရေးပြတဲ့ပြက်ဆက်ကလည်းအိမ်မက်သေးကထွက်ခဲ့ပါတဲ့။အော်မောင်သိန်းတော်အတွက်လည်းအိမ်မက်
မောင်ချမ်းသာတော့လေအိမ်မက်မောင်နှံဝင်းအတွက်ကတော့အိမ်မက်တွေမကဘူးကျွန်တော်လက်တီပါအများကြီးပုံးခဲ့ရတယ်ဘာကြောင့်လဲဆိုတော့ဒီနောက်ခံကားတွေကအစကျွန်တော်တို့နှစ်ယောက်ညီအတူပကြည်ဆွဲရတယ်ဟောကားကြိုးတွေကိုကျွန်တော်တို့နှစ်ယောက်အတူတူဆွဲခဲ့ရတယ်အခုတော့သူကဟိုကီတိုကီကိုကင်ပြီးတော့ဒရိုက်တာကြီးလုပ်နေပါပြီအဲ့လိုလုပ်နေအောင်အများကြီးဖြတ်တန်းခဲ့ရပါတယ်မောင်သိန်းဆိုရေးလွမ်းနေကွာလွမ်းတာတွေတော့ပြောပြီးမှမဟုတ်တော့ဘူးပိဋကလွမ်းနေမှမဟုတ်ဘူးပိဋကပြောချင်မှာအော်ဟုတ်ပါတယ်ပြောစရာတွေကနေတယ်နော်ပြောစရာတွေနေတော့ဒီမှာလာပြီးတော့ပြောကြတာပေါ့မောင်သိန်းစောလို့ပြောလိုက်ရင်သိန်းစောကကြပြားသိန်းစောဆိုရင်ကြပြားနန်းဝင်းဆိုရင်ဂီတနန်းဝင်းဆိုရင်ဂီတချမ်းသာဆိုရင်အကဟောမိုးဝင်းဆိုရင်လုံလဟာမောင်သိန်းစောရေမင်းကိုကနေ့ကလကာဖွင့်ပေးတဲ့သားလေးအောင်စပူအတွက်မင်းတို့လက်ဆောင်ပေးတာတွေကလှလိုက်တာသိန်းစောကကြပြားနန်းဝင်းကဂီတချမ်းသာကအကမိုးဝင်းကလုံလဟာဒါဇတ်တပင်အတွက်တိတ်လှတဲ့အလှပါလားအဲ့ဒါအားလုံးအောင်စပူရပါသေးခင်ဗျာဇတ်တပင်တရေနိုးပါပြီကျွန်တော်တို့ဇတ်တပင်အိမ်ငိုက်နေတာကြာပါပြီခဏဇတ်တပင်မြို့ဟောင်းကြီးကိုကျွန်တော်တို့တူးဖော်တဲ့ညပေါ့ခင်ဗျာနှစ်ပေါင်းများစွာအချစ်ပေါင်းများစွာနဲ့ဇတ်တပင်ဟာတခုတည်းသောမြမယဉ်ကျေးမှုဖြစ်ပါတယ်အခြားအမှုပညာတွေဟာနိုင်ငံတကာအနောက်နိုင်ငံရဲ့ယဉ်ကျေးမှုဩဇာလုံးဝမကင်းပါဘူး1885အင်္ဂလိပ်မြန်မာတတိယစစ်ပွဲအပြီးမှာမြန်မာမြေကြီးတွေအားလုံးတလဲမှမကြအောင်အင်္ဂလိပ်ကသိမ်းသွားပါတယ်ဟာမြန်မာလူမျိုးတွေတယောက်မှမကြအောင်ကျွန်လုတ်သွားပါတယ်ဒါပေမဲ့အဲ့ဒီအင်္ဂလိပ်တွေကျွန်လုတ်လို့မရတဲ့အရာအဲ့ဒီအင်္ဂလိပ်တွေသိမ်းလို့မရတဲ့အရာတခုကြံနေခဲ့ပါတယ်အဲ့ဒါကတော့မြန်မာလူမျိုးတို့ရဲ့မြန်မာဂီတဖြစ်ပါတယ်ဒီဂီတကိုအနောက်တိုင်းကလုံးဝမလွှမ်းနိုင်ခဲ့ပါဘူးမြန်မာလူမျိုးတွေရဲ့အကဖြစ်ပါတယ်အဲ့ဒီသဘင်ကိုအင်္ဂလိပ်လုံးဝမလွှမ်းမိုးနိုင်ခဲ့ပါဘူးအဲ့ဒါဟာခဏအထိဖြစ်ပါတယ်ဒါကြောင့်မောင်သိန်းစော်ကြီးမင်းဟာမင်းသားဝိစာလေးနဲ့သိလိုက်တာကွာမင်းသားဝိစာဆိုတာဘာလဲသဘင်ကိုချစ်တဲ့ပရိသတ်ကြီးများခင်ဗျာကျွန်တော်ပရိသတ်ကြီးကိုသိချစ်ပါတယ်ဘာကြောင့်လဲဇတ်တပင်တရေနိုးတာပရိသတ်ကြီးကြောင့်မှာအောင်စပူကြောင့်မဟုတ်ဘူးအောင်စပူကိုချစ်တဲ့အချစ်ကြောင့်ခဏတပင်တရေနိုးရပါတယ်အောင်စပူတယောက်တည်းရှိပြီးတော့အောင်စပူကိုချစ်တဲ့လူမရှိရင်ဇတ်တပင်တရေမနိုးပါဘူးကျွန်တော်ကျေးဇူးတင်ပါတယ်အောင်စပူတို့စံရီမိုးတို့လူငယ်တွေဇတ်တပင်တရေနိုးလာတဲ့အတွက်ကြောင့်ဒီပရိသတ်ရဲ့အချစ်ပရိသတ်ရဲ့မေတ္တာတွေကိုထိုက်တန်ပြန်လေတုံ့ပြန်နိုင်မယ်လို့ယုံကြည်ပါတယ်အားကိုးပါတယ်လွမ်းပါတယ်သိန်းစော်ကြီးလွမ်းတာတွေကတော့မကုံတော့ဘူးဟေးဒါကြောင့်ဂီတကဗျာအကလုံလဒါဟာဇတ်တပင်ရဲ့အလှပဲဇတ်တပင်ရဲ့အလှတရားပါပဲဟုတ်ပြီမုရိဒာနော်အောင်စပူကိုချစ်လို့သိန်းစောကိုချစ်လို့အဲ့ဒီအချစ်တွေအချစ်မမားသိဖို့ကျွန်တော်မေတ္တာစကားလေးတော့ပါပေးရစီအချစ်မှားရင်အပြစ်များပါတယ်အောင်စပူကိုချစ်လို့ဘသူ့ကိုမှမမုန်းကြပါနဲ့ခင်ဗျာအောင်စပူကိုတော်ရပြောချင်လို့ဘသူ့ကိုမှအပြစ်မတင်ကြပါနဲ့ခင်ဗျာအပြစ်မတင်မဲနဲ့အချစ်ဝင်သောစကားများဖြင့်ဇတ်တပင်ကိုဒီမုရိဒာလက်ခုပ်တံများနဲ့ကျိုးစိုးနိုင်ပါစေလို့ပြောရင်းဒီကုန်းချုပ်ပါတယ်ခင်ဗျာ